မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဒီအရင်နေ့ကပြုလုပ်ထားတဲ့ဒီမီးအိမ်လေးရဲ့အတွင်းကကြိုးတွေစက်ပုံစံလေးကိုပြန်ပြီးတော့ပြပြမှာဖြစ်ပါတယ်ဒါဆိုဒီမှာပါဝင်တဲ့ပစ္စည်းတွေကတော့ဒီမှာဆိုရင်ဘက်ထရီနှလုံးပါမယ်3900 mAh လို့ယူထားတယ်ပြီးတော့ဒီမှာဒီကောင်လေးကတင်မာလို့လည်းပြောလို့ရတယ်တင်မာလို့လည်းခေါ်တယ်ပြီးတော့ဒီကောင်ကို speed controller လို့လည်းခေါ်တယ်ဒါလေးတစ်ခုရှိမယ်ပြီးဆိုဒီကောင်ကတော့ power switch လေးတစ်ခုရှိမယ်ပြီးဆို LED မီးလေးပါမယ်ဟုတ်ပြီဒါဆိုတော့ဒီကောင်ကိုရိုးရှင်းချင်းကတော့ဘက်ထရီကနေပြီးတော့ဒီကောင်ကိုမီးလင်းပေးမယ်နောက်ကြတော့ဘက်ထရီတွေကိုအပြန်သွင်းမယ်ဒါကတော့ပုံမှန်ပဲအဲ့ဒီမှာ power အသွင်းတဲ့နေရာမှာဒါတော့ TV4056 ကိုသုံးထားတယ်ဒီမှာဒါ TV4056 ဒီကောင်နဲ့အသွင်းမယ်ပြီးဆိုရင်ဒါလေးကတော့ 1A power bank ကလေးအဲ့တော့ဒီ 1A power bank ကနေပြီးတော့လေအသွင်းအထုတ်ပြုလုပ်လို့ရတယ်ဒီကောင်ကတော့အသွင်းတာတည်တံဒီကောင်ကနေပြီးတော့ဒီဘက်ထရီတွေကိုအသွင်းမယ်ဒါဆိုရင်ဒီ TV4056 တွေကနေပြီးတော့ဒီဘက်ထရီကိုအသွင်းမယ်ပြီးတော့ဒီ power bank ကနေပြီးတော့လေဒီဘက်ထရီတွေအသွင်းလို့ရတယ်အဲ့တော့ဒီမှာဆိုရင်အဲ့အရင်နေ့သုံးတော့ကဘာပါခဲ့လဲဆိုရင်ဒီနေရာမှာဒီကောင်လေးတစ်ခုပါသွားတယ်ဒါ BMS လေးတစ်ခုပါမယ်ဒါ BMS ဆိုကြိုးလိုက်ဒီမှာ BMS ရဲ့ကြိုးလိုက်ရဒီမှာဒါ BMS ကြိုးရှိမယ်ဒါ BMS ကြိုးဟုတ်ပြီဒါဒီတစ်လိုင်း BMS ရဲ့ကြိုးဒီနေရာမှာဆိုရင်ကြတော့ဒါကဘာလဲဆိုရင်ဒီမှာ switch လေးဒီကောင်ကကြတော့ဒီမှာဒီ switch လေးတစ်ခုရှိတယ်ဒါကြတော့တင်မာလေးဒါဆိုရင်ဒီကောင်လေးကိုဘာလို့သုံးလဲဆိုရင်ကြတော့ဒီကောင်ကိုသုံးလိုက်မယ်ဆိုရင်ကိုကဒီကောင်လေးကိုလှည့်ပြီးတော့မီးကိုအားကိုအလင်းမှောင်ချိန်လို့ရတယ်ပိုလင်းသွားမလားပိုလျှော့သွားမလားဆိုတာလေးဒီကောင်လေးနဲ့ဒီမှာအဲ့လိုချိန်သွားလို့ရတယ်အဲ့တော့ဟုတ်ပြီဒါလေးမသုံးဆိုရင်လည်းဘယ်လိုလဲဆိုတော့ဒီမှာဒီကြိုးလေးနှစ်ချောင်းဒီဘက်ကြိုးလေးနှစ်ချောင်းရှိမှာဒီကြိုးလေးနှစ်ချောင်းကဒီမှာဒီမီးပြားနဲ့ထုတ်ထားတာဒီမီးပြားထုတ်ထားတာဒီကြိုးလေးနှစ်ချောင်းဒီကြိုးလေးနှစ်ချောင်းကိုဘက်ထရီနဲ့ချိတ်လိုက်မယ်ဆိုဒီမီးရထလင်းမှာဟုတ်ပြီအဲ့လိုဘက်ထရီနဲ့ဓာတ်ရိုက်ချိတ်လိုက်မယ်ဆိုရင်ကြတော့အားရခဏလေးကုန်မှာဘာလို့လဲဆိုတော့ဘက်ထရီကဒီမီးပြားအားအရန်ဆွဲတယ်ဆိုရင်ဘက်ထရီကအားခဏလေးကုန်မှာအဲ့ဒါဖြစ်တဲ့အတွက်ဒီဘက်ထရီကြိုးလေးကနေပြီးတော့ဒီထဲကိုဒီကနေအောက်ပို့ယူလိုက်တာဒီဘက်ထရီရဲ့အားကိုဒီကိုရင်ပေးမယ်အဲ့ဒီကနေတစ်ဆင့်ဒီကိုပြန်ထွက်တယ်ဘက်ထရီရဲ့အားကိုဒီ controller ကိုပေးလိုက်တယ်အဲ့ဒီ controller ကနေပြီးတော့အားကိုအတိုးလျှော့နဲ့ဒီဘက်ကိုပြန်ထုတ်ပေးတာအဲ့လိုဆိုတော့အားကအကုန်တက်တာပါတယ်အဲ့တော့ပုံမှန်ဆိုရင်ဒီကနေပြီးတော့ဒီကိုဓာတ်ရိုက်ချိတ်လိုက်မယ်ဆိုရင်ကျတော့ဘက်ထရီရဲ့အားကိုသူကအကုန်ယူသုံးရမယ်ဆိုရင်ဘက်ထရီကခဏလေးနဲ့ကုန်သွားမှာအဲ့တော့ဒီမှာဒီဘက်ထရီရဲ့အားကိုဒီထဲကိုအရင်ပေးလိုက်တယ်အဲ့ရန်ထွက်တဲ့ဘူအားကိုကျတော့ဒီမှာ controller လေးကနေချိန်ပြီးတော့လင်းအားကိုအတိုးလျှော့ပြုတ်လိုက်သွားတော့ဘက်ထရီကကြာရှည်ခံတယ်ဒီကောင်လေးသုံးကြည့်တာတော့9 နာရီလောက်သုံးလို့ရတယ်ဘယ်လောက်ထားပြီးသုံးလိုက်လဲဆိုရင်တော့ဒီခလုတ်လေးကိုဒီနေရာဒီလောက်ဒီမှာအနီရောင်အမှတ်သားလေးတစ်ခုရှိတယ်မှာဒီဆက်လေးအဲ့ဒီဆက်လေးကိုဒီမှာဘက်ထရီနဲ့လူတန်းနဲ့ပေါ့နော်အဲ့လောက်ထားပြီးသုံးတာတော့9 နာရီလောက်ကျော်6 နာရီလောက်သုံးလို့ရတယ်အဲ့တော့အဲ့ဒီနေရာမှာအားပူခံနေတယ်ဆိုရင်တော့ဒီမှာဘက်ထရီကိုပိုများတာဝယ်ရမှာဒီကောင်ကမှ3900လို့ရေးထားတယ်ဒါမှလည်း2000လောက်ပဲပါကျင်လိုက်ပါမှာအဲ့တော့အားကောင်းတဲ့ဘက်ထရီဝယ်မယ်ဆိုရင်ကြတော့ကြာရှည်ပို့ပြီးတော့သုံးလို့ရမယ်အဲ့တော့ဟုတ်ပြီဒါဆိုရင်ဒီနေရာမှာကျိုးဆက်တဲ့ပုံလေးတွေကိုချက်ပြန်ပြောပေးမယ်ဒီမှာဆိုရင်ဒါလေးကကြတော့ BMS ကတ်စီ BMS ကတ်ကလည်းရှင်းတယ်ဒီဘက်နှစ်ပင်ကဘက်ထရီကိုဓာတ်ရိုက်ချိတ်ကမကောင်းဘက်ထရီနဲ့ချိတ်ဆက်ကမကောင်းဒါဆိုရင်တခုကဒီမှာ B+ ရှိမယ်ဒီမှာ B- ရှိမယ်ဒါကဘက်ထရီကိုချိတ်မကောင်းဟုတ်ပြီသူ့ထဲကိုအားသွင်းမယ်ဆိုရင်ဒီကနေသွင်းရမယ်ဘက်ထရီအားသွင်းမယ်ဆိုရင်အားသွင်းတဲ့ကြိုးကိုဒီမှာချိတ်ကမယ်ဟုတ်ပြီမီးပြန်ထိုးမယ်ဆိုရင်လည်းဒီမှာပဲချိတ်ကမယ်ဒီ B+ နဲ့ B- ကအားသွင်းတာရောအားပြန်ထုတ်တာရောဒီနေရာယူရမယ်ဒီ B+ နဲ့ B- ကကြတော့ဘက်ထရီကိုချိတ်ပေးရမယ်ဘက်ထရီဘာလို့ချိတ်ပေးလိုက်ဆိုရင်ဘက်ထရီတစ်လုံးနဲ့တစ်လုံးပိုအားမညီတာတွေပါတွေကိုထိန်းပေးဖို့အတွက်ဒီကောင်ကိုသုံးထားတာဖြစ်တယ်အဲ့တော့ဒီနှစ်ခုကနေပြီးတော့ထိန်းချုပ်လိုက်တယ်အားသွင်းရင်ဒီကသွင်းတယ်အားထုတ်ရင်လည်းဒီကထုတ်တယ်အဲ့တော့ဘက်ထရီကို overcharging ဖြစ်တာတို့ကတော့သူကကာကွယ်ပေးသွားမယ်ပြီးရင်ပို့ပြီးသုံးမိတာမျိုးတို့အားကောင်းအောင်သုံးမိတာတို့မျိုးတို့လည်းသူကကာကွယ်ပေးမယ်ဒီကထုတ်သုံးမှကာကွယ်ပေးမှာနော်အားကြောင့်မလို့ဘက်ထရီကိုဒီမီးနဲ့လည်းဓာတ်ရိုက်မချိတ်တော့ဘူးဒီမှာ BMS တွေတစ်ခုခံပြီးတော့ချိတ်လိုက်တယ်အဲဆိုတော့ BMS ကိုဘယ်လိုဆက်သွယ်ထားလဲဆိုရင်ဒါမနေ့ကတော့ထုတ်ခဲ့တဲ့ကြိုးလေးဒါဟိုနေ့ကတော့ဒီမှာဒီကနေပြီးတော့ဘက်ထရီရဲ့အနှုတ်လေးလာတယ်ဒီဘက်ကနေပြီးတော့ဘက်ထရီရဲ့အပေါင်းလေးဒီကနေဘက်ထရီအနှုတ်လေးဒီမှာဘက်ထရီရဲ့အပေါင်းလေးအဲ့တော့ဒီမှာဒီကြိုးလေးက
ဒီမှာဘက်ထရီရဲ့အနှုတ်ကြိုးလေးဒီဒါဘက်ထရီရဲ့ဒီမှာအဖြူစင်းလေးပါတာဘက်ထရီရဲ့အနှုတ်လေးဒါဆိုဒီမှာကြည့်လိုက်ဒီမှာအဖြူစင်းလေးပါတယ်ဘက်ထရီရဲ့အနှုတ်လေးဒီဘက်ကကျတော့အစင်းလေးမပါဘူးအဲ့ဒါဘက်ထရီရဲ့အပေါင်းအဲ့တော့ဒီကျိုးပြလေးမှာဆိုရင်ဒီအဖြူစင်းလေးပါတာကိုအနှုတ်ဖြစ်ယူတယ်ဘာမှပါတာကိုအပေါင်းဖြစ်ယူအဲ့တော့ဒီမှာဆိုရင်ဒီနှစ်ကျိုးကဒီကျိုးနဲ့ဒီကျိုးကဒီနှစ်စဘက်ထရီကနေလာတဲ့ကျိုးမနေ့ကတော့ဒီဘက်ထရီအောက်ကနေပြီးတော့ဒီနေရာကနေဖောက်ပြီးထုတ်လိုက်တာဒီကိုရောက်သွားပြီဟုတ်ပြီဒီနှစ်ကျိုးကပုံမှန်ဆိုရင်ဒီနေရာမှာခဲဆော့လိုက်လဲရတယ်ဒီမှာခဲဆော့လိုက်လဲရတယ်ဒီမှာခဲဆော့မယ်ဒီမှာခဲဆော့မရတယ်ဒါပေမဲ့ဒီလိုမလုပ်တော့ဘူးဒီနေရာမှာပို့ပြီးတော့လွယ်ကူအောင်လို့ခဲလဲဆော့ကြမလို့ဒီမှာကလစ်လေးဒီကလစ်လေးတုံးလိုက်တယ်အဲ့တော့ဒီကလစ်လေးကိုဒီမှာဒါကဘက်ထရီရဲ့အနှုတ်လေးဒီမှာကလစ်ထိုးလိုက်မယ်ဟုတ်ပြီဒီမှာလဲဘက်ထရီရဲ့အနှုတ်လေးကိုဒီမှာဘက်ထရီရဲ့အပေါင်းဒီမှာဘက်ထရီအနှုတ်လေးကလစ်ပေးလိုက်မယ်နော်ပြီးတော့ဒီမှာဆိုရင်ဒီကောင်လေးကိုလည်းဘက်ထရီကို manage လုပ်မှကြိုးလေးဒါလေးကဒီကြိုးလေးနှစ်ခုကဒီဘက်ငုံလေးနှစ်ခုဝင်လာတယ်အဲ့တော့ဒီကောင်လည်းဒီမှာမှန်အောင်တက်မယ်အပေါင်းနှုံးမှန်အောင်တက်မယ်ဒီဘက်ချမ်းဒီမှာအဖြူစင်းလေးရှိတယ်ဒီမှာအဖြူစင်းလေးရှိတယ်ဒီကောင်လေးကိုဒီမှာအဖြူစင်းလေးရှိတဲ့ဘက်နဲ့ချိတ်လိုက်မယ်အဲဆိုရင်ဒီကောင်ကိုဒီမှာဖိပြီးတော့တွဲလိုက်မယ်ဒါဆိုရင်ကြိုးလေးချိတ်လိုက်ပြီးဟုတ်ပြီဒီဘက်ကဒီကြိုးလေးကိုဒီနေရာလေးမှာထိုးလိုက်မယ်ဒါဆိုရင်ကျတော့ BMS ကိုဘက်ထရီနဲ့ချိတ်တာပြီးသွားပြီဒီမှာဘက်ထရီရောက်ထွက်တဲ့နှစ်ကြိုးဒီနှစ်ကြိုးကဘက်ထရီရောက်ထွက်လာတဲ့နှစ်ကြိုးကိုဒီမှာချိတ်ပြီးလိုက်တာဒီကနေပြီးမှချိတ်ပြီးလိုက်တယ်ဒါမရှိရဘူးဆိုလေဒီမှာတိုက်ရိုက်ချိတ်လိုက်တဲ့အတူတူပဲဒီကိုချိတ်ပြီးလိုက်တယ်အဲ့တော့ဟုတ်ပြီဒီမှာဒီနှစ်ခုကဘာလဲဆိုရင်ဒီမှာ P+ နဲ့ B- နဲ့ power ကိုဒီကနေဝင်မယ် power ပြန်ထုတ်လဲဒီကနေထုတ်မယ်ဒါဆိုရင်ဒီနေရာမှာ power အသွင်းတာကိုအရင်ချိတ်မယ်ဟုတ်ပြီ power အသွင်းတာရင်ချိတ်မယ်ဆိုရင်ကြတော့တပြိုင်တည်းချိတ်ကမှာပေါ့နော် power ဘာလို့လဲဆိုရင်သူကအသွင်းတာကိုအထုတ်တာကိုဖြစ်တဲ့အတွက်ဒီကနေပြီးတိုက်ရိုက်လုပ်လို့ရတယ်အဲ့တော့ဒီနေရာမှာ LED မီးကိုဒါ LED မီးရဲ့အနှုတ်ကြိုးဒါ LED မီးရဲ့အနှုတ်ကြိုး LED ကိုကြာခုနပြောသလိုဒီကနေဘက်ထရီကနေစပြီးတော့အားဝင်တဲ့ကောင်ကိုဒီထဲထည့်ပေးလိုက်တယ် DC in ဆွဲထည့်ပြီးဒီမှာ DC in ဆွဲထည့်ပေးလိုက်တယ်ဘက်ထရီကနေလာတဲ့အားကိုဒီကနေထွက်တဲ့အားကိုဒီထဲထည့်ပေးလိုက်တယ်အဲ့တော့ဒီကနေပြီးတော့ဒီမီးကတ်ကိုပြန်ထွက်တာဖြစ်တဲ့အတွက်ကွန်ထရိုးနဲ့ထွက်လို့ရပါပြီပုံမှန်အဲ့လိုမဟုတ်ဘူးဆိုရင်ဘက်ထရီကနေဓာတ်ရိုက်ချိတ်လိုက်မယ်ဆိုရင်ဒီမီးကလင်းထိန်နေပြီးတော့မတရားကြီးလင်းပြီးတော့ဒီကောင်လည်းပူလာမယ်ဒီကတ်လည်းဒါကြီးလည်းပူလာမယ်မီးအားလည်းလင်းရများမယ်ဘက်ထရီလည်းခဏလေးကုန်မယ်အဲ့တော့ဒီမှာ speed controller လေးကိုတုံးလိုက်တယ်ဒီမှာလို့လည်းခေါ်တယ်ဒီကောင်လေးတုံးလိုက်တယ်အဲ့တော့ဒီကောင်ကိုဒီထဲကိုဘက်ထရီရအဝင်ကိုဒီကိုပေးရမယ်ဒီကိုပေးလိုက်မယ်အဲ့တော့ဘက်ထရီရအဝင်ကျိုးကိုဒီကိုပေးမယ်ပြီးပြီဆိုရင်ဒီကောင်ကိုဒီမှာဒီကျိုးလေးဒီမှာဒီကနေတွဲလာတယ်ဒီကျိုးလေးကအောက်ဒီမှာမော်တာလို့သူရေးထားတယ်ဒီမော်တာဘက်ကိုမော်တာဆိုဟိုဘက်ကိုကွန်ထရိုးပြန်လုပ်တာပေါ့နော်ဒီမှာမော်တာဒီကနေပြီးတော့မော်တာကိုမီးတဲ့ပြန်ပြီးတယ် DC in ကိုဒီမှာအားဝင်အထောက်ကိုရလုပ်မယ်အဲ့ဒီနေရာမှာဘာလို့ switch ကလေးခံနိုင်လဲဆိုရင်ဒီခလုတ်လေးပွင့်မှာဓာတ်ရိုက်ဒီကိုရောက်သွားအောင်လို့ဒါလေးမထည့်လိုက်ရတယ်ဒါမထည့်ရင်ဒါနဲ့ပဲအပိတ်ဖွင့်လုပ်လို့ရတယ်သို့တော့ဒီခလုတ်ကိုနှိပ်မှဒီကိုဖြတ်ပြီးတော့အားစီးဆင်းမယ်ဒီကောင်ကို control လုပ်ခံမှဒီကိုသွားမယ်ဒါမျိုးလုပ်ချင်တဲ့အတွက်ဒီခလုတ်လေးကိုခံထားတာဖြစ်တယ်အဲ့တော့ဒီနေရာမှာအားသွင်းအထုတ်ဆိုတော့အားသွင်းတဲ့ကောင်နှစ်ကောင်ကဒီမှာဒီနှစ်ကောင်ကအားသွင်းပေးမဲ့ကောင်ဒီမှာ TB4056 ကအားသွင်းမဲ့ကောင်ဒါက charging အားသွင်းမယ်ဒီကောင်ကလည်း power bank ကဆိုတဲ့အတွက်ဒီကောင်အားသွင်းလို့ရတယ်အားလည်းထုတ်လို့ရတယ်အဲ့တော့ဒီနှစ်ကောင်လုံးကိုပူးမယ်ပူးပြီးတော့ဒီမှာဒီထဲကိုထည့်ရမယ်အဲ့တော့ဒီမှာရှိတဲ့ LED မီးရတယ်ဒါဆိုရင်ဒီမှာခုနက LED မီးရတယ်ဒီကို join မယ်ဘာလို့လဲဆိုရင်ဒီ LED မီးဒီကနေအထုတ်မဲ့ကောင်ဒီ LED နှစ်ကြိုးဒီမှာ LED နှစ်စားရှိတယ်ဒီနှစ်စားကမော်တာကိုပေးမဲ့ကောင်ကလည်းဒီကနေပြီးတော့အားထုတ်မဲ့ကောင်ဖြစ်တယ် LED ဒီအားထုတ်ယူမဲ့ကောင်ဒီနှစ်ကောင်ဒီအားသွင်းမဲ့ကောင်အဲ့တော့အားထုတ်အားသွင်းဒီ 1SBM ကတနေရာတည်းဖြစ်တဲ့အတွက်အားသွင်းမဲ့ကြိုးတွေကိုလည်းဒီမှာချိတ်ပေးရမယ်အဲအားပြန်ထုတ်မဲ့ဒီနှစ်ကြိုးလည်းဒီမှာချိတ်ပေးရမယ်အဲဆိုတော့ဒီနေရာမှာဒီကိုဓာတ်ရိုက်ခဲခဏဆော်ရမှာဆိုတော့ဒီသုံးကြိုးလုံးပူးပြီးတော့ခဲဆော်ရမှာဆိုလို့ဒီမှာဒီကြိုးကိုရင်ခဲဆော်လိုက်တယ်ပြီးတော့ဒီမှာပင်နဲ့နှစ်ပင်ထုတ်လိုက်တယ်
ဒီမှာအပေါင်းနောက်2ပင်ထုတ်လိုက်တယ်အဲ့2ပင်ကိုပဲဒီမှာကလစ်လေးနဲ့ join လိုက်တယ်ဒါဆိုရင်ဒီမှာအပေါင်းနှုတ်လေးမှန်အောင် join မယ်ဒါဆိုရင်ဒီမှာအဖြူစင်းလေးပါတာတွေကအနှုတ်ကလေးဒီမှာကလစ်ပေးလိုက်ပြီဒီကောင်ဒီမှာကလစ်ပေးလိုက်ဟုတ်ပြီဒီထည့်ရတယ်ပဲအာသွင်းအထောက်ကိုလုံးမယ်အဲ့တော့ဒီမှာဘက်ထရီတွေကိုအပြန်သွင်းမဲ့ကောင်2ကြိုးရှိမယ်ဒီက2ကြိုးဘက်ထရီတွေအာသွင်းမယ်အဲ့တော့ဒီ2ကြိုးကိုကင်မယ်ဒီ2ကြိုးဘက်ထရီတွေအာသွင်းမယ်ဒါဆိုရင်ဒီမှာအဖြူစင်းပါတဲ့ကောင်တစ်ကောင်ရှိမယ်ဒီမှာအဖြူစင်းပါတဲ့ကောင်တစ်ကောင်ရှိမယ်ဒီ2ကောင်ပူးမယ်ဒီမှာဖြူစင်းဟုတ်ပြီအဲ့လိုပဲဒီမှာအားပြန်ထုတ်မဲ့ကောင်ဒီကောင်အားပြန်ထုတ်မဲ့ကောင်ဒါမီးကိုထုတ်ယူသုံးဆဲမဲ့ကောင်ကဒီ2ပင်ရှိတယ်ဒီမှာဒီ2ပင်ကမီးကိုအားထုတ်မှာဘာလို့လဲဆိုရင်ဒီမှာဒီကနေဓာတ်ရိုက်ကဒီ2ပင်ရဲ့ဘက်ထရီကနေအားထုတ်ပြီးတော့ဒီကိုထည့်ပေးလိုက်တယ်ဓာတ်ရိုက်မသွားခြင်းတော့ဒီမှာတဆင့်ခံပြီးတော့အလင်းအားတိုးလျှော့လုပ်ပြီးတော့ဒီကိုဝင်ပေးလိုက်မှာအဲ့တော့ဒီမှာဒီ2ကောင်လည်းဒီကောင်လေးနဲ့ပူးရမှာအဲ့တော့ဒီကောင်လေးကိုဒီမှာအဖြူစင်းပါတာလေးရှာမယ်အဖြူစင်းပါတဲ့ကောင်ရှိတယ်အားထုတ်မဲ့ကောင်ဒီကောင်လေးကိုနဲ့အားသွင်းအားထုတ်အကုန်ပူးလို့ရတယ်ပူးပြီးတော့ဒီမှာအဖြူအစင်းလေးပါတဲ့ကောင်လေးနဲ့ဒီမှာပူးမယ်ဒီမှာအစင်းပါတဲ့ကောင်တစ်ကောင်ကင်လိုက်မယ်ဒီမှာတစ်ကောင်ကင်မယ်နောက်ပြီးကြတော့ဒီဘက်မှာတစ်ခုရှိမှ3ခုရှိပါတယ်ဒီ3ခုလုံးကိုဒီမှာပူးလိုက်မယ်ပူးပြီးတော့ဒီမှာဒီလိုပဲပူးလိုက်မယ်အဲ့တော့ဒီဘက်ချမ်းရဲ့ဒီမှာအာသွင်းအထုတ်နေရမှာဒီကောင်ထည့်မယ်ဟုတ်ပြီဒီမှာဆိုရင်အဖြူစင်းပါတယ်ဒီမှာအဖြူစင်းပါတယ်အဲ့တော့ဒီကောင်ကိုပဲဒီမှာကလေးလေးနှိပ်ပြီးတော့ join လိုက်မယ်ဟုတ်ပြီဒါဆိုရင်အပေါင်းလေးတွေကိုလည်းဒီလိုပဲပူးမယ်ဒါဆိုရင်အာသွင်းမဲ့2ကောင်ဒီအာသွင်းမဲ့2ကောင်ကိုဒီမှာထည့်မယ်ဟုတ်ပြီဒီမှာခုနကကြံခဲ့တဲ့အားပြန်ထုတ်မဲ့ကောင်ဒီကောင်အားပြန်ထုတ်မဲ့ကောင်ဒီကောင်လေးရှိတယ်နော်ဒီကောင်ကိုသွားမယ်ဒီကောင်လည်းဒီမှာကလစ်ကိုပူးလိုက်မယ်ဒီကောင်ပူးမယ်အဲ့တော့ဒီနေရာမှာဒီဘက်ရဲ့အပေါင်းလေးကိုနှိပ်လိုက်မယ်ဒါဆိုရင်ရပြီအဲ့တော့ဒီကောင်လေးကြည့်ဒီမှာဆိုရင်ဒီကောင်လေးကြည့်မယ်ဒါလေးရဲ့အာသွင်းအထုတ်ဆိုတော့ဒီမှာအာသွင်းအထုတ်ဒီကနေပဲ2ကြိုးအာသွင်းတယ်ဒီကိုမီးပြားကိုဒီမှာအားပြန်ထုတ်တယ်ဒီမီးပြားကိုဒီမှာအားပြန်ထုတ်တယ်ဒါအားထုတ်တာဒါအာသွင်းတာအဲ့2ကောင်လုံးကိုဒီမှာရှိတဲ့ P+ P- နဲ့ချိန်တယ်ဒီကောင်ကတော့ဘက်ထရီကို minus လုံးမဲ့ကြိုးလေးဘက်ထရီကဓာတ်ရိုက်လာတဲ့ကြိုးလေးကိုဒီမှာချိန်ပေးလိုက်တယ်အဲ့တော့ဆိုတော့ဒီမှာဒီမီးလေးက on off ဆိုကလေးနဲ့တုံးပြီးတော့ close ဖွင့်လိုက်တယ်ဒါဆိုရင်ဒီကောင်လေးကဒီမှာပိတ်ဖွင့်လုပ်လို့ရပြီဒါဆိုရင်ဒီမှာအနီအောင်မှတ်သားလေးရှိတယ်ဒီမှာဒါမျိုးလေးလုပ်လို့ရပြီအဲ့တော့တချို့ဒီဟာလေးတွေကဒီလိုဘူးလေးမပါလာဘူးဆိုရင်ကြတော့ကိုကကြည့်ရခက်တယ်အဲဆိုရင်ကိုကဘူးလေးမပါဘူးဆိုဒီမှာကြည့်အဝိုင်းပဲဆိုရင်ကြတော့ကိုကအားကိုဘယ်လောက်လှည့်နေလဲဆိုတော့ကိုကမမြင်ရအောင်ဘယ်လိုဟာမျိုးလဲဆိုရင်ကြတော့ဒီလိုမျိုးအမဲလုံးကြီးပဲဆိုရင်မမြင်ရဘူးဒီမှာဒီအဖြူလေးကကိုယ့်ဟာကိုလောက်ထားတာဒါလေးမပါလာဘူးအမဲဆိုတော့ဟိုအားဘယ်လောက်လှည့်လို့လှည့်မှန်းလည်းမသိဘူးဒါမျိုးဖြစ်တတ်တယ်အဲ့တော့ဒါမျိုးဝယ်မယ်ဆိုရင်ကြတော့အထုပ်ထဲကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာဒီဟာလေးကိုကြိုမြင်နေရတယ်ဒီမှာဆိုရင်အနီလေးပါတာလေးကိုဝယ်ခုနလိုမျိုးအမဲကြီးပါတာမျိုးဝယ်မိမယ်ဆိုရင်ကြတော့အမဲပါတာဝယ်မိမယ်ဆိုရင်ကြဒီဟာကိုဘယ်လောက်လှည့်နေလဲဆိုတော့မမြင်ရအောင်အဲ့တော့ဒီချိတ်ဆက်ပုံလေးကတော့ဒီ PMS ကိုအာသွင်းတဲ့ကြိုးရောဒီ2ကြိုးအာသွင်းတဲ့ကြိုးရောအားပြန်ထုတ်မယ်ဒီ2ကြိုးရောကိုမီးယူပေးမယ်ဒီ2ကြိုးရောကိုချိတ်လိုက်တယ်ဒီကောင်ကတော့ဘက်ထရီနဲ့ဓာတ်ရိုက်ချိတ်ပေးလိုက်တယ်ဂျားထဲမှာမီးအားအရင်ကုန်မှာဆိုတဲ့အတွက်ကွန်ထရိုလာလေးနဲ့ဒီကွန်ထရိုလာလေးနဲ့ချိတ်ပေးလိုက်တယ်ဒါဆိုရင်ဒီမီးလေးကကောင်းကောင်းမွန်နေသုံးလို့ရပါပြီအဲ့တော့ဒါဆိုရင်ဒါကိုပိတ်လိုက်တော့မယ်အဲ့တော့အသွင်းချိန်ကြောင့်ဘယ်လောက်ကြာလဲဆိုရင်ကြတော့ဒီမှာဆိုရင်ခွန်ထောက်ဒီ3900နှလုံးဆိုတော့ဥပမာဆိုရင်6000ပါတယ်ပဲထားလိုက်ပါတော့ဒါဆိုရင်3000ပါမယ်6000ဆိုရင်ဒီကက်ကဒီကိုဒီမှာသုံးတဲ့ TB4056 က 1A ပဲတွင်းပေးနိုင်တယ်ပြတော့အသွင်းချိန်6နာရီကြာမယ်အဲ့လိုမဟုတ်ဘူးနည်းနည်းမြန်နေတယ်ဆိုရင်တော့ဒီမှာ IB2312 ကိုသုံးပေးရမယ်ဒီကောင်ကတော့ 3A ဖြစ်တဲ့အတွက်ဒီ
ဒီကောင်ဆိုရင်သူတို့ရသွင်းမယ်ဆိုရင် 6000 mAh ပါတယ်ဆိုရင်2နာရီလောက်သွင်းနေဆိုရင်ဒီကောင်အပြည့်တယ်ဟုတ်ပြီအဲ့လိုပဲဒီကောင်ကြတော့ 1A ဖြစ်တဲ့အတွက်ဒီကောင်6000 mAh ရှိတယ်ဆိုရင်6နာရီသွင်းရမယ်ဒါမျိုးနဲ့အသွင်းမယ်ဆိုရင်တော့2နာရီလောက်ပဲသွင်းရမယ်အဲ့တော့ဒီကောင်လေးပဲသုံးဒါလေးပဲသုံးကိုအဆင်ပြေတာကိုတွက်ပြီးသုံးလို့ရတယ်ဒီကောင်တော့အသွင်းမြန်မယ်ဒါကတော့အသွင်းတာနှီးတယ်ဒါလေးပဲကွာပါတယ်